မြန်မာနိုင်ငံမှာရှိတဲ့ရုပ်ထုစင်တို့တွေကိုကျွန်တော်တို့ကဖျက်ဆီးရမှာမိရှုရမှာဗုဒ္ဓဘာသာတွေထုထားတဲ့ဗုဒ္ဓမြတ်စွာဘုရားကိုမိရှုရမှာခြေထောက်တွေနဲ့မြင်းညမှာဓာတ်တွေနဲ့ခုတ်ပလိုက်ရမှာနော်ရွှေပြငွေပြားတွေကိုကျွန်တော်တို့ကမကူးကြရဘူးမတတ်မရဘူးအင်္ဂလိပ်မှာမတွညဘူးဗုဒ္ဓဘာသာတွေကကိုယ်တိုင်နဲ့ထုထားတာကြည့်လားကိုယ်တိုင်နဲ့ထုပြီးမှကူးကွယ်တာကုံတော်ကိုကူးကွယ်တာတည်တော်တဲ့လူကိုရီမှန်ပြီးမှထုထားပြီးမှကူးကွယ်တာနော်အဲ့ဒါတွေကကျွန်တော်မကြိုက်လို့ပြောနေတာမဟုတ်ဘူးဖျားတဲ့ခင်မကြိုက်လို့ပြောနေတာကျွန်တော်အချင်းချင်းပြောတယ်ဖျားတဲ့ခင်မကြိုက်လို့ပြောတာကျွန်တော်ကြိုက်လို့ကျွန်တော်ပြောချင်လို့ပြောတာမဟုတ်ဘူးဖျားတဲ့ခင်အလိုတော်အားတဲ့ကျွန်တော်ပြောနေတာနော်မြန်မာနိုင်ငံမှာရှိတဲ့ရုပ်ထုစင်တို့အကုန်လုံးဖြစ်စီရမှာမိရှုပလိုက်ရမှာနော်အဲ့ဒီဗုဒ္ဓမြတ်စွာဘုရားကြည့်လားသူကတည်သွားပြီတည်သွားတဲ့လူကိုဂုံတော်ကိုရီမှန်ပြီးမှထုထားတာနော်ထုထားပြီးမှပြန်သွားကူးကွယ်တယ်ဘာအကျိုးကျေးဇူးရမှာလဲဘာအကျိုးရှိမှာလဲတည်သွားတဲ့လူကအကျိုးမရှိတော့ဘူးလေတင်းကျဲမှာရောက်နေပြီလေအဲ့ဒါကိုပြန်ထုနော်ထုပြီးမှပြန်ကူးကွယ်ဖျားတဲ့မကြိုက်တဲ့အရာဖြစ်တယ်ဒါဗုဒ္ဓဘာသာမြန်မာနိုင်ငံညီလေးอ่ะเนาะသူများဘာသာကိုမကိုးကွယ်ရှင်နေမစော်ကားနဲ့เนาะမတိုက်ခိုက်နဲ့เนาะမင်းဒီလိုပြောတဲ့အတွက်လေမင်းပြန်ပေးဆက်ရအောင်မယ်မင်းကြည့်နေစောင့်နေအများကြီးစကားအများကြီးမပြောချင်တော့ဘူးမင်းအများကြီးပြောရင်အမှားပါတယ်เนาะသူများဘာသာတွေကိုအဲ့လိုမျိုးလိုက်မတိုက်ခိုက်နဲ့ကိုမကိုးကွယ်ရှင်နေเนาะယုံကြည်မရှိရင်နေမစော်ကားနဲ့အဲ့လိုမျိုး